ဆဲမယ်ချမ်းကိုနည်းနည်းဆဲမယ်ငါလည်းဗိုလ်ချုပ်တယောက်နဲ့စကားပြောပြငါ့ကိုဟင်းအောင်အခန်းထဲလိုက်ခဲ့ဆိုတော့အခန်းထဲရောက်တော့ကျွန်တော်ဘာပြောလဲဆိုတော့မင်းများနေပြီတဲ့မင်းကစစ်မှုထမ်းလာတယ်ဘာလာမေးနေရမသိကျွန်တော်လဲတရက်ရတော့ကျွန်တော်နာမည်တက်ပြီးတော့ကျွန်တော်တွေ့မယ်ဒီကောင်နော်အေးဟဲ့အောင်ရေးတယောက်ချင်းထိုးခြင်းနဲ့ဆိုရင်မကုန်းမော်ဟာတွေဖြုတ်ချလိုက်ဘာဖြစ်လို့လဲဆိုတော့ယောက်ျားတွေကြီးပဲဖြစ်နေလို့ပါမျက်လုံးကြီးပြူးပြီးတော့ငါ့ကိုအဲ့လိုမျိုးကြီးတော့မလုပ်နဲ့ကျွန်တော်က4နှစ်လောက်ကြီးတဲ့ကောင်ဟဲ့အောင်နဲ့ကျွန်တော်ကိုခေါ်တာမင်းလိုက်ခဲ့အောင်နဲ့ကျွန်တော်မကျေနပ်ဘူးတက်မလို့ဘက်ကတော့တစ်ဖက်သက်ရဆဲလိုက်တယ်ပေါ့အပြက်ခတ်ကိုဒါပေမဲ့တပုံကတော့မရဆဲပါဘူးပေါ့နော်ညောင်ကျိုးတို့ပါတော့ပေါ့နော်အမှတို့တိုက်ကြပါတယ်ဒီရက်စေပတ်စေ46ကဗိုလ်မူကြီးရဆိုရင်ကျွန်တော်တဲ့4နှစ်လောက်ငယ်တယ်ကျွန်တော်ဒီနေ့ဟဲ့အောင်နဲ့မင်းအခန်းထဲကိုလိုက်ခဲ့အောင်နဲ့ကျွန်တော်အဲ့လိုခေါ်တာနော်ဟဲ့အောင်ရေးငါမျိုးတခုပြောလိုက်မယ်ကျွတ်ကျဲနေတဲ့ထဲမှာငါမပါဘူးငါနာမည်ဇော်ဘုံရင်းလို့ခေါ်တယ်နော်ကျွန်တော်ကဗျာဗိုလ်မူချုပ်လောက်အဆင့်နဲ့စကားပြောပြီးတာတော့မှကျွန်တော်ဟဲ့အောင်နဲ့မင်းငါအခန်းထဲကိုလိုက်ခဲ့အောင်နဲ့လူကြီးတော့ကျွန်တော်တဲ့4နှစ်လောက်ငယ်တယ်နောက်ဆုံးစီနေကျွန်တော်နာမည်ဇော်ဘုံရင်းလေကိုဇော်ဘုံရင်းလို့ခေါ်လဲရရောဇော်ဘုံရင်းမင်းငါအခန်းကိုလိုက်ခဲ့အောင်ကိုဇော်ဘုံရင်းခင်ဗျာကျွန်တော်အခန်းကိုလိုက်ခဲ့အောင်ခင်ဗျာကိုကျွန်တော်မေးတရားရှိလို့ဘိုးကျော်လောက်အဆင့်နဲ့တနာရီခွဲ2နာရီလောက်စကားပြောပြီးတော့ထိုင်ပြောပြီးတော့ပြီးတာကိုသူကသူ့ရုံးခန်းထဲခေါ်သွားပြီးတော့ကျွန်တော်ကိုစာရွက်တွေဘောပင်တွေကင်ပြီးတော့ဘာပြောမှန်းလည်းမသိဘူးရွယ်ချက်လည်းမရှိဘူးရီမန်းချက်လည်းမရှိဘူးပြီးရင်ကျွန်တော်ကဘာမှလည်းမဟုတ်ဘဲနဲ့ခေါ်သွားပြီးကျွန်တော်ကိုမျိုးလုံးပြူးကြီးနဲ့လာကြည့်နေပြီးတော့မှမင်းများနေပြီတဲ့ဟာဘာများတာလဲငါမင်းကငါဘာပြောလို့ငါဘာများရမှာလဲကိုညီကိုပြောရမယ်တင်ယူပါဦးနော်တက်ပါတော့မင်းတို့တင်ယူစရာတွေအများကြီးရှိတယ်အဲ့လိုပဲလူမှုနယ်ပယ်မှာတန်းတဲ့ပြည်သူလက်တွဲကူဆိုတဲ့စကားကစောင်းပုတ်မာကြီးပဲမရှိနဲ့ဟုတ်တယ်မလားအားလုံးကပြည်သူလူထုမှာလည်းမကောင်းတဲ့လူရှိသလိုတက်မတော်မှာလည်းမကောင်းတဲ့လူရှိတယ်ရဲတပ်ဖွဲ့ဝင်မှာလည်းမကောင်းတဲ့လူရှိတယ်ကျွန်တော်တို့ကဒီအချိန်မှာအချိန်နဲ့တပြေးညီနိုင်ငံတစ်ခုကိုနိုင်ငံတော်တစ်တစ်ခုစီကိုကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လှိုင်ရဲ့အောက်မှာအားလုံးကလက်တွဲသွားရမှာတက်မတော်မိသားစုတွေနဲ့ကျွန်တော်နဲ့ပျော်ပါနေတာကခင်ဗျားတို့အတွက်အန္တရာယ်မရှိပါဘူးနော်အဲ့ဒါယူအပြစ်တစ်ခုလို့မြင်ပြီးတော့မှအပြူသဘောမဆောင်နိုင်မဲနဲ့တခြားသောပြောတဲ့စကားတွေပေါ်မှာရက်တည်ပြီးမှမင်းများနေပြီဆိုတော့ငါမင်းနာမည်ဘာတွေပြောခဲ့လို့လဲမင်းကအကြောင်းလည်းလေ့လာအောင်ကျွတ်ကျဲနေအဲ့တဲကိုရောက်မလာဘူးနော်တကူတော့ပြောလိုက်မယ်ဒါပေမဲ့စကားကကျွန်တော်တိုင်းပြည်အတွက်ဘာဖြစ်ချင်လဲလို့ကျွန်တော်မေးဇော်ဘုံကြီးကဘာဖြစ်ချင်တာလဲလို့မေးကျွန်တော်ပြောလိုက်တယ်ကျွန်တော်ကနိုင်ငံနဲ့လူမျိုးကိုအေးချမ်းစေခြင်းတယ်နံပါတ်1ချက်ပြီးရင်တက်မတော်ကိုအာကိုရလောက်တဲ့ပြည်သူလူထုကအာကိုရလောက်တဲ့တက်မတော်တရက်ပေါ်ထွက်စေခြင်းတယ်ပြီးရင်တက်မတော်အတွင်းမှာမိတင်းနေထိုင်ကြတဲ့တက်မတော်သားမိသားစုတွေကအာကိုရလောက်တဲ့ခေါင်းဆောင်ခေါင်းတွေပေါ်ထွက်စေခြင်းတယ်မင်းကဘာကောင်လဲသိချင်မေးကြည့်လိုက်ဆိုတော့မင်းဘာကောင်လဲငါသိစရာမှမလိုတာငါလည်းမဆိုင်တာမင်းဘာကောင်လဲသိချင်မင်းဟိုရှေ့တန်းထွက်ပြီးတော့လုံးရပေါ့နော်ဟိုမရယာပဲတက်ဟိုဗန်မွေးပဲလာရခိုင်ပဲသွားဘောလက်ခဲပဲသွားအဲ့ဒါငါဆောက်လို့လည်းမဟုတ်ဘူးငါရဲ့ပကုံးပေါ်မှာအပွင့်တွေတင်ထားပြီးတော့မှကျွန်တော်တက်နေမှာဆိုအရန်ဥစားတာအခုဆင်းလာတဲ့ညီလေးတယောက်ရှိတယ်အရန်ရင်ကြီးတယ်အကိုကြီးအေးညီလေးဒါပဲလေဒီပကုံးပေါ်အပွင့်ကတ်တွေကမြဲမှာမဟုတ်တာတနေ့ကျရင်လူတွေကတေးအောင်ပါလေတစ်ချက်တော့ကျွန်တော်လည်းပြောတာပေါ့ဟိုကြာလာတော့ကြီးနဲ့ဖြစ်လာတဲ့အရာတွေတချို့အရာတွေကြာရင်ပြောမိတာပေါ့ဗျာအဲ့ဒီပြောမိတဲ့ပုံမှာကျွန်တော်အမားလို့မယူစားပဲနဲ့နှလုံးသားလှလေးနဲ့အဲ့လိုမျိုးပေါ့နော်ခေါ်ယူတွေ့ဆုံဆွေးနွေးမေးမြန်းပေါ့ဟိုကျွန်တော်တော့အပြစ်လို့တပြောကြီးနဲ့ဘယ်ကနေဘလို့ဝင်လာတယ်လို့
ဘာလို့ညာလို့မလုံးနဲ့လေမဟုတ်လားကျွန်တော်ဗလိုင်းဘယ်လိုလုပ်လာမှာလဲဒါပေမဲ့ကျွန်တော်ပြောတင်တာလည်းပြောမယ်ကျွန်တော်ကတက်မတော်ကောင်းတယ်တက်မတော်ကောင်းဆောင်ရွယ်ပြောလို့မရဘူးအဲ့ဒီထဲမှာရှားရှားပါးပါးရာလေးတွေကျွန်တော်ကရွေးထုတ်ပြီးတော့မှပြောရတာကျွန်တော်မှလည်းသမီးရှိတယ်ခင်ဗျားတို့မှမိသားစုနဲ့မဟုတ်ဘူးချစ်ကလေးရေ是ကြီးလိုက်ဘာလုပ်မလဲ这道路ခင်ဗျားတို့ကြားတဲ့အတိုင်းပဲထပ်ပေးပြမယ်ချစ်ကလေးရေ是ကြီးလိုက်ဘာလုပ်မလဲ这道路ကျွန်တော်မှလည်းမိသားစုနဲ့ပါကျွန်တော်အလိတ်ကြရင်တော့ကျွန်တော်လည်းဒီကောင်းကိုပြန်တွဲမှာကျွန်တော်ကတော့အလူလူဖို့သွားတာအလူလူဖို့သွားရင်လည်းဟိုဘာမှမမားပဲနဲ့ကျွန်တော်အမားတခုကျိုးလွန်လိုက်ရတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကိုအဲ့လိုမျိုးပေါ့နော်ဟိုပြောဆိုဆက်ဆံခံရတာပေါ့ဆဲမယ်ချမ်းချမ်းကိုနည်းနည်းဆဲမယ်ဘလို့အစင်နှမ်းမျိုးဘလို့အုံနောက်မျိုးဘလို့နိုင်ငံရေးအတွေ့အကြုံဘလို့တိုင်းပြည်ကိုအသိစိတ်နဲ့သူပြောတာလေတော့ကျွန်တော်မသိဘူးပေါ့နော်သူပြောတဲ့ဟာဘလို့ဘွာမျိုးရောက်လဲဆိုတာဒီမှာဘာဖြစ်လဲဆိုတော့အမတို့မမြင်ကြဘူးရေပေးပဲဖြစ်ဖြစ်မီးပေးပဲဖြစ်ဖြစ်ငလျင်ပေးပဲဖြစ်ဖြစ်ဒီတဘာဝဘေးရနေရဆိုတာလူမမြင်နိုင်ဘူးဟုတ်တယ်နော်အမတို့မြန်မာနိုင်ငံ2008ဒီဝင်းကျင်တုန်းကလည်းအမ2008တုန်းကလည်းနာဂစ်ဆိုတာဖြစ်ခဲ့ပြီးမြန်မာနိုင်ငံကြီးတစ်ခုလုံးပျက်စီးသွားတယ်ဒါပေမဲ့ဒီဟာကြီးကိုပြန်ပြီး control လုပ်ဖို့အတွက် handle လုပ်ဖို့အတွက်အစိုးရရဲ့လှုပ်ဆောင်မှုတွေဟာတေချာဖို့ညံဆန်မှုတိကျဖို့ဆိုတာကအရန်ကိုအရေးကြီးတယ်မဟုတ်လို့ရှိရင်အစိုးရရဲ့လှုပ်ဆောင်မှုမှန်ကန်မှုတိကျမှုတွေမြန်ဆန်မှုအရေးကြီးတယ်ဆိုတာ9.9တိုက်ခိုက်သွားတဲ့ငလျင်ကိုချက်ချင်းလက်ငယ်အဲ့နေ့ကကျွန်တော်ဆရာတော်ဦးရသူမစိုးရင်ဆရာတော်နော်ကျွန်တော် live လွှင့်နေကျွန်တော်အဲ့ post ကိုချက်ချင်းဖြတ်ပေးလိုက်တယ်ကျွန်တော်ကိုချင်းစာလိုက်တယ်လာဘကတိုင်းမူကြီးကသူလည်းလူပဲလေချက်ချင်းပြတာယူသူဘလို့လို့10ရန်နေရရင်လည်းလုံနိုင်မှာတော့အများကြီးတစ်မျိုးလုံးနေတာအတိုင်းတာမှာလူတွေတေကြတာလေဖုန်းကြီးတွေလည်းပွင့်လေပြောလူပဲလူတွေလည်းတေကြတာစကိုင်းပီလာဗျာအများကြီးတေကြတာချက်ချင်းလည်းငင်ဘလို့လို့လုံနိုင်မှာတော့ပြောချင်တာအဲ့တော့အခုအမြန်ကန်ဟမ်ပြည်သူတွေပြည်သားတွေကအရန်ခံစားရတယ်တိုးတက်မှုတွေနောက်ကျတယ်အဲ့တော့အမတို့ recovery ပြန်ဖြစ်တာမြန်ဖို့ပြန်လဲတိုးတက်တာနောက်ကျတယ်ဆောင်ရည်ညံဖို့အတွက်ဆိုတာကကြိုတင်ပြင်ဆင်မှုဆိုတာရှိရတာပေါ့နော်ဘလို့ကြိုတင်မှုပြင်ဆင်မှုရှိရတာလဲဆိုတော့မြို့နယ်တိုင်းမှာနောက်ပိုင်းမှာအမတို့ကအဆောက်အအုံပေါ့နော်အဲ့အိမ်တိုင်းကကွာငလျင်ခံနိုင်တဲ့အိမ်ဆိုတာစောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးအခုလောလောဆယ်မှာဒါပေမဲ့မြို့နယ်တိုင်းနဲ့အိမ်တိုင်းနဲ့ငလျင်တန်ကောင်းတော့စောင်းတယ်လို့အခုမန္တလေးမှာသွားကြည့်လိုက်တချို့တဲတွေလည်းမပြူဘူးနော်စကိုင်းဗီလာဆိုတာနာမည်ကြီးဟိုမှာလီယိုတဲကိုကန်လာ26လမ်းမှာနော်တကက်အကောင်းတွေတချို့ဆိုကြွေပြားကတ်ထားတဲ့တိုက်တွေပြိုးတာဒါကတဘာဝဘေးနော်တဘာဝဘေးအဲ့ဒီတဘာဝဘေးတစ်ခုကိုရင်ဆိုင်ရတာကိုအစိုးရကိုပြောတယ်တဲ့သူ့အမေတော်စုကြည်တော်ကဘာပြောလဲဟမ်တဘာဝဘေးဆိုတာနှစ်စဉ်တိုင်းဖြစ်မှာပဲတဲ့ဟမ်ဒီမှာဒီငလျင်ဖြစ်ပြီးတဲ့အချိန်မှာလူတွေရှောက်တဲ့အနေနဲ့ခိုတဲဖို့အတွက်စောက်တဲ့အဆောက်အအုံဟာငလျင်ထံကိုခံနိုင်တဲ့အဆောက်အအုံတော့ဖြစ်ကြမယ်အဲ့တော့ငလျင်လှုပ်ပြီးတော့တဲ့ဘောတော့နေဖို့စောက်တဲ့အဆောက်အအုံဟာတဲ့ငလျင်တန်ခံနိုင်ရမယ်တဲ့ဟာဘာလို့သူပြောနေတာယူနေရဘယ်အချိန်စောက်မှာတော့အခုချက်ချင်းအိမ်တလုံးတို့ကဒီအဆောက်အုံစောက်တဲ့အခါမှာအဆောက်အုံကကျေပြန့်ရမယ်အပြင်ကိုငလျင်ထန်စနစ်နဲ့လောက်ထားတဲ့အဆောက်အုံဖြစ်မှသာရှက်တဲ့လာတဲခိုရတဲ့လူတွေလုံခြုံမှုရှိမှဒါကြီးကအထိပ္ပယ်ရှိမှာပေါ့နော်ဟာစောက်တဲ့အဆောက်အုံကကျေပြန့်မှလုံခြုံမှုရှိမှဆိုတာသူ့တခါတည်းငလျင်ထန်ခံနိုင်တဲ့အဆောက်အုံကြီးအဆောက်အဦကြီးအကြီးစောက်ပြီးပါပြီဆိုပြီးတော့သူ့ပြောရမယ်ပုံဦးမင်းအောင်လိုင်ကသူ့သတင်းပို့ရမယ်ပုံဆိုတော့အဲ့တော့ငလျင်ဖေးတင်တာပဲဖြစ်တဘာဝဘေးရနေဖြစ်တဲ့အခါမှာတဘာဝဘေးရနေကိုခံနိုင်တဲ့လွတ်ကင်းတဲ့နေရာမျိုးတွေအမှန်ရွေးချယ်ရတယ်နေရဗမာနေရတော့ဖေလို့မနေဗမာနေလေလို့အီတလီလို့မရဘာပြောနေရလဲမသိသူကစောက်တဲ့အဆောက်အုံရတဲ့ခံနိုင်ရရှိရမယ်ဒီဘာပြောနေခင်ဗျားတို့အုံနောက်ရှိတယ်ဆိုရင်စဉ်းစားကြည့်သူပြောတာမျိုးဟာမျိုးကမြို့တိုင်းတစ်ခုမှာထားရမယ်ဆိုလို့ရှိရင်အခုလိုမျိုးအမတို့မြန်မာနိုင်ငံမှာငလျင်ဖြစ်သွားတဲ့အခါမှာလမ်းဘေးတွေမှာအိတ်နေကြရတာမျိုးဟုတ်လားဟာငလျင်မလောက်ခင်ကိုငလျင်လောက်လာရင်နေဖို့အတွက်အစောက်ဦးစောက်ပေးထားရမယ်တဲ့
နော်ငလင်းလှုပ်လာရင်နဲ့နေဖို့ထိုင်ဖို့အတွက်ကိုကြိုဆောက်ထားရမယ်တဲ့။အော်အုံနောက်လည်းတော်တော်ရှိပါတယ်။ နော်ဘယ်ပြေးလို့ပြေးရမှန်းမသိတဲခုံကန်းဆိုလည်းအကုန်ပြိုကျအဆောင်ဆိုလည်းပြိုကျအိမ်ဆိုလည်းပြိုကျဖုန်းကြီးเจ้าလည်းပြိုကျလို့ဖြစ်နေတဲ့အချိန်မှာလူတွေကတဲစရာမရှိခိုးစရာမရှိစားစရာမရှိစေးမရှိအဲ့ဒါနိုင်ငံတကာအကူအညီတွေယူရတယ်နိုင်ငံတကာအကူအညီတွေ တဘာဝဘေးလေဖြစ်မယ်လို့ဘယ်သူသိမှာတော့တဲကိုကန်အကူညီယူရဟိုအကူညီယူရဒီအကူညီယူရဆိုတာအစိုးရလည်းကာဝယ်ဦးစီးချုပ်အနေနဲ့ဒီလောက်ထိသူ့မှာကာဝယ်ဦးစီးချုပ်ကိုယ်တိုင်အဘကချုပ်ကြီးကိုယ်တိုင်နတ်သက်ကအစိုးရတရက်လုံးတာဝန်ရှိတဲ့လူတွေအားလုံးကမြေပြင် ground ထိဆင်းပြီးတော့မှဒီလောက်လှုပ်နေတာကိုတုတ်ဖို့ပဲရှိတော့တာဒီကောင်မတွေကြည့်လိုက် ဘလာကအချိန်ဆက်ကြားအတွင်းမှာလူတွေကသေပေးနေရမှာလားဟုတ်လားမပြောတာလူတွေကဒီတန်းတွေကိုခန်းစားနေရမှာလားအစင်းမရှိဘာမရှိလက်ကျိုးနေတယ်ဟာလာခြေထောက်ပြက်နေတယ်ပုတ်စော်နန်းနေပြီးလောက်ပေးမဲ့လူမရှိဖြစ်နေတဲ့အချိန်မှာမျိုးမှာဒီလိုမျိုးကအမတို့ပြင်ဆင်နိုင်ထားနိုင်ခဲ့တဲ့အဆောက်အုံတွေရှိနေမယ်ဆိုလို့ ။အော်ငလင်းလုံးရင်နေဖို့ဆိုပြီးတော့တခါတည်းစောက်ပေးထားရပါ။အော်ဒါကြောင့်မလို့နော်အနုပညာသမားတဲ့ ရှင်အမားတို့ကနိုင်ငံတကာအကူအညီတွေမလာခင်မှာအရေးပေါ်အနေနဲ့စောင့်ရှောက်မှုတွေလုပ်ထားနိုင်တဲ့မြို့တစ်ခုချင်းစီမှာဒါကတော့အမားရဲ့စေတနာပေါ့နော်ဒီလိုမျိုးလေးအမားတို့ စေတနာရှိမြန်မာပြည်ပြန်လာခဲ့ကိုကြီးနဲ့တွေ့မယ်ဟမ်ဒီနေရာမှာတခုပြောချင်တာကချမ်းကိုငါနာမည်ဇော်ဘုံဟိမြန်မာနိုင်ငံပြည်ဦးလွင်မှာနေတယ်နေတို့ကိုတခုပြောချင်တာကငါနေ့ကိုလေခဲဘက်ချီးခဲဘက်တခုပို့လိုက်မယ်နေပြင်သစ်မှာနေရလားအီတလီမှာနေရလားဘဒုချီးခဲဘက်လည်းသိလားနံပါတ်1ချီးခဲဘက်ကအမခိုင်နှင်းဝေကျွန်တော်တဲ့အသက်ကြီးမှာပါပေါ့နော်အမခိုင်နှင်းဝေပါရတဲ့ချီးကိုကြော်ပြီးမှနေကိုခဲဘက်ကိုလေရင်နဲ့ export ပို့လိုက်မယ်အမခိုင်နှင်းဝေရဲ့ချီးကိုနင်စားပြီးရင်ဖြူထွေးပါရတဲ့ချီးကိုလက်ဆက်ဆက်နေကိုခဲဘက်ပတ်ပြီးတော့မှခြေတိုးနဲ့လိုမျိုးပုံစံမျိုးနေကိုအမှထည့်ပေးလိုက်မယ်ဖြူထွေးချီးကိုစားနော်သူများနိုင်ငံမှာအီတလီလိုးထားတဲ့ကောင်အလိုးခံရပြီးတော့မှစောက်အာမချောင်နဲ့နော်မြန်မာပြည်ကိုပြန်လာပြီးတော့မှလာလို့နော်ဒီအချိန်ငါမျိုးမှာနင်တို့လိုကောင်မမျိုးတွေတာတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာသရေမှန်နဲ့စေတနာမှန်နဲ့ဆိုရင်နာသကအစိုးရကိုဆက်သွယ်လို့ရတယ်ကျမတို့ကအီတလီမှာပြင်သစ်မှာဘလို့နေရပါတယ်ကျမတို့မြန်မာပြည်ကိုလည်းပြန်မလာပါဘူးစမိုင်းအခုနောက်တစ်ခေါက်စမိုင်းရှိသေးတယ်ကျမတို့မြန်မာပြည်ကိုပြန်မလာပါဘူးအလူခံခွက်ကောက်သရောင်းသားမှပန်းစလိုကျမတို့မြန်မာပြည်ကိုပြန်မလာဘူးဘယ်တော့မှပြန်မလာပါဘူးဒါပေမဲ့ကျမတို့မြန်မာပြည်သူပြည်သားတွေအခုလိုဒုက္ခရောက်နေချိန်မှာတော့ကျမတို့အနေနဲ့ငလျင်တန်တင့်နေတဲ့ပြည်သူပြည်သားတွေကိုအစိုးရတရုတ်ဆောင်ချမ်းအနေနဲ့1 ဘီလီယံလူပါတယ်ကျမစမိုင်းအနေနဲ့ကျမမြန်မာပြည်ကိုပြန်မလာဘူးနော်ဒီလူငွေလူလို့မြန်မာပြည်ကဘာခွင့်ရေးမှမယူဘူးကျမတို့10 ဘီလီယံလူပါတယ်ပန်းစလို့ကျမတို့ခွက်ခောက်တရောင်းသားဘဝကနေပြီးတော့မှမြန်မာပြည်သူပြည်သားအတွက်2 ဘီလီယံလူပါတယ်လို့နင်တို့ထုတ်ပြောလိုက်အစိုးရအောင်ပြောပြီးလူလိုက်လေနင်တို့ဘာတကူမှမလူပဲနဲ့တိုင်းတစ်ပါးကနေငါတို့အဖကရုပ်ကြီးဦးမင်းအောင်လိုက်ဂျိုးရသွားတော့လဲလောင်း ICC အခြေချေဘာငါတို့ဘာကရုပ်ကြီးကလူရတာပူတာပြတာနင်တို့အကွက်တွေကိုဗလာဒီမာပူတင်တို့တရုတ်ခီးစဉ်တို့ဘီလာရုတို့အခုဂျိုးရအိန္ဒိယသမရာတို့နဲ့နင်တို့တွေကတိုင်းပြည်ပေါ်မှာနိုင်ငံပေါ်မှာပြည်သူလူထုပေါ်မှာတရေမှန်ရင်အာနဲ့မရင်းနဲ့အခုငါသေအောင်ဩပြည်သူဘယ်နဲ့ကလည်းစကိုင်းသွားမလားပြောရင်စကိုင်းမှာငါ့ကိုတတ်ချင်တဲ့လူရှိတယ်ပြည်သူကိုတတ်မှာမဟုတ်သွားမလားဆိုမသွားရင်နော်ကျွန်တော်အခုဗာစည်းဝါးရေးလို့ကျွန်တော်ဘယ်သူမှမသိဘူးသိလားဒါပေမဲ့သိတဲ့လူတချို့ကတော့သိတာပေါ့အဲ့ဒါကြောင့်လို့ဇော်ဘုံရ original ဘောစီငကိုတွေကဇော်ဘုံရပတ်စံရှိတဲ့ကောင်ဇော်ဘုံရလှုပ်တဲ့အလုပ်တွေကကြောက်စရာကြီး